မင်္ဂလာပါရှင် Favor Forge AI Channel ကနေနှွေးထွေးစွာကြိုဆိုပါရရှင်ဒီနေ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဖြစ်စဉ်တွေထဲမှာအလွန်ထင်ရှားပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အင်္ဂုလိမာလဇတ်တော်ကြီးကိုပြလဲပြောပြပေးသွားမှာပါနောင်တနဲ့ Mid Idea ရဲ့အင်အားကိုဘယ်လိုပြသခဲ့လဲဆိုတာအတူတူနားဆင်ကြည့်လိုက်ရအောင်နော်ကောသလတိုင်းတာဝိထိပီကပရောဟိတ်ကြီးဘက်ကဝါပုံနာနဲ့မန္တနီပုံနှိမ့်မတို့မှာတားရတနာလေးတူဖွားမိလေးပါတယ်ရှင်သူ့မွေးဖွားချိန်မှာနမ်းတော်တွေကလက်နက်တွေဟာအလိုအလျောက်အယောင်တောက်တောက်ထက်လာတာကြောင့်တခူးနှက်ခတ်နဲ့မွေးတယ်လို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့မကောင်းတဲ့အမှုတွေမလုပ်အောင်လို့မိဘတွေကသူ့ကိုအဟိန်တကလို့နာမည်ပေးခဲ့ပါလေရှင်အဟိန်တကဟာအရွယ်ရောက်လာတော့တက္ကသိုလ်ပြည်ကဒီတာပါမောက်ဆရာကြီးထံမှာပညာသွားတင်ပါတယ်။သူဟာအရန်ကိုထက်မြက်လွန်ပြီးရိုးသားလွန်းတာကြောင့်တခြားတပည့်တွေကမနာလိုဖြစ်ပြီးဆရာကြီးနဲ့ရန်တိုက်ပေးကြပါတယ်ရှင်။ဆရာကြီးကလည်းတပည့်တွေရဲ့စကားကိုယုံကြည်သွားပြီးသူ့ကိုတတ်ဖြစ်ခြင်းပေမဲ့ကိုယ်တိုင်မတတ်ပဲတခြားနည်းနဲ့ဖြစ်စည်းဖို့ကြံစီပါတော့တယ်။အဲ့ဒါနဲ့ဆရာကြီးကအဟိန်တကကိုမင်းပညာစုံပြီးဒါပေမဲ့နောက်ဆုံးတိတ်တိပြီးမြောက်ဖို့အတွက်လူပေါင်း1000ရဲ့လက်ညှိုးတွေကိုပူဇော်ရမယ်လို့ခိုင်းစီခဲ့ပါတယ်ရှင်။အစပိုင်းမှာတော့သူကငင်းဆန်နေပေမဲ့ဆရာစကားကိုနားထောင်ရမယ်ဆိုတဲ့အစွဲကြောင့်တောထဲကိုဝင်ပြီးလူတွေကိုတတ်ဖြတ်ပါတော့တယ်။တတ်ပြီးသားလူတွေရဲ့လက်ညှိုးတွေကိုကျိုးနဲ့တီးပြီးလေပင်မှာဆွဲထားတာကြောင့်လက်ညှိုးပန်းကုန်းဆွဲသူလို့အဓိပ္ပာယ်ရတဲ့အင်္ဂလိပ်မာလာလို့နာမည်ဆိုးနဲ့ကြော်ကြားလာခဲ့ပါတယ်ရှင်။သူဟာလူပေါင်း999ယောက်ကိုတပ်ဖြတ်ပြီးချိန်မှာတော့တနိုင်ငံလုံးအထိတ်တလန့်ဖြစ်နေကြပါတယ်။နောက်ဆုံးတစ်ယောက်ကိုရှာမတွေ့ချိန်မှာသူ့ကိုချစ်လွန်းလို့လာရှာတဲ့သူ့ရဲ့မိခင်အရင်ကိုတောင်တတ်ဖို့ပြင်ဆင်တဲ့အထိစိတ်ရိုင်းတွေဝင်နေခဲ့ပါတယ်ရှင်။အင်္ဂုလိမာလာဟာသူ့မိခင်ကိုတတ်ပြီးပင်စနန်တရိယကံထိုက်တော့မဲ့ဆဲမှာဗုဒ္ဓမြတ်စွာဘုရားရှင်မှာကရုဏာတော်နဲ့ကြွရောက်လာပါတယ်။အဲ့ဒီအခါအင်္ဂုလိမာလာဟာဘုရားရှင်ကိုမြင်တော့မိခင်ထက်ဆိုင်ရင်ဒီယဟန်ကိုတတ်တာကပိုကောင်းတယ်လို့တွေးပြီးဓားကိုမိုးလို့နော့ကနေအပြေးလိုက်ပါတော့တယ်ရှင်။ဘုရားရှင်ကတာမန်အကိုင်းမဲ့လမ်းလျှောက်နေပေမဲ့သူကအစွမ်းကုန်ပြေးတာတော့မမိနိုင်ပါဘူး။နောက်ဆုံးမှာတော့သူကယဟန်ရက်လိုက်ပါအောင်လို့အော်ပြောတဲ့အခါမြတ်စွာဘုရားကငါကရက်နေတာကြာပြီအင်္ဂုလိမာလာမင်းသာမရက်သေးတာလို့မြင်ကြားလိုက်ပါတယ်ရှင်ဒီစကားတခွန်းဟာသူ့ရဲ့နှလုံးသားကိုအကြီးအကျယ်ရိုက်ခတ်သွားပြီးလူသက်ချင်းမှရက်တန့်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုချက်ချင်းနားလည်သွားပါတယ်ဒါနဲ့လက်နက်တွေကိုစွန့်လွတ်ပြီးဖျားရှင်ထံမှာယဟန်ပြုခွင့်တောင်းခံခဲ့ပါတယ်ရှင်အင်္ဂုလိမာလာဟာယဟန်ဝတ်ပြီးနောက်မှာလဲသူ့တက်ခဲတွေသူတွေရဲ့မိသားစုဝင်နေစီကဂဲနဲ့ပေါက်တာတွေဆဲဆိုတာတွေကိုတီးခံပြီးဝတ်ကြွေးတွေကိုပေးဆက်ခဲ့ပါတယ်တနေ့မှာတော့မီးဖွားရခတ်နေတဲ့အမျိုးသမီးတဦးကိုမြင်တော့ကရုဏာတပ်ပြီးဖះရှင်တင်ပေးတဲ့အင်္ဂလိမာလာတုတ်ကိုရွတ်ဖတ်ပေးခဲ့တာမှာအဲ့ဒီအမျိုးသမီးဟာချိုးမောစွာမီးဖွားနိုင်ခဲ့ပါတယ်ရှင်နောက်ဆုံးမှာတော့အရှင်အင်္ဂလိမာလာဟာတရားအားထုတ်လို့ယဟန္တာဖြစ်ကနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားခဲ့ပါတယ်ရှင်ဒါဟာအဆိုးဆုံးလူတဦးကနေအကောင်းဆုံးပုဂ္ဂိုလ်တဦးဖြစ်ပြီးပြောင်းလဲသွားနိုင်တဲ့အလွန်ကောင်းတဲ့တာရကတစ်ခုပဲဖြစ်ပါတယ်ရှင်အဆုံးထိချိပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်